Patrick Bet David လိုကြားလိုက်တာနဲ့ကြီးမားတဲ့အောင်မြင်မှုနဲ့ချမ်းသာကြွယ်ဝမှုကိုပြင်းပြမိကြမှာပါ။သူဟာရိုးရိုးသားသားရွှေ့ပြောင်းနေထိုင်သူဘဝကနေကုမ္ပဏီကြီးတစ်ခုကိုတည်ထောင်ပြီးဒေါ်လာတန်ပေါင်းများစွာနဲ့ပြန်ရောင်းချခဲ့သူတစ်ဦးဖြစ်ပါတယ်။ဒီလိုအောင်မြင်မှုတွေရဲ့နောက်ွယ်ကလျှို့ဝှက်ချက်တွေနဲ့စီးပွားရေးလုပ်ငန်းဆိုင်ရာအကြံဉာဏ်တွေကိုသူဘယ်လိုပေးခဲ့တယ်လဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။တနစ်တွင်ဒေါ်လာတန်ပေါင်း250အထိဝင်ငွေရှာခဲ့ဘူးတယ်လို့ Patrick ကပြောပါတယ်။ဒါအပြင်2018ခုနှစ်တုန်းကဒေါ်လာ25တန်းတန်တဲ့အိမ်ချမ်းမြေတစ်ခုကိုဒေါ်လာ25.2တန်းနဲ့ငွေသားချေပြီးဝယ်ယူခဲ့ပုံကိုလည်းသူအရှင်းပြခဲ့ပါတယ်။ပိုင်ဆိုင်မှုတွေပြန်ရောင်းချတဲ့အခါငွေသားရှိနေခြင်းရဲ့အရေးပါပုံကိုလည်းဒီဖြစ်ရပ်ကနေထင်ဟပ်စေပါတယ်။ဒီလိုငွေသားကင်ထားနိုင်တာကဈေးကွက်ကျဆင်းတဲ့အခါအခွင့်အရေးကောင်းတွေကိုစုပ်ကင်နိုင်ဖို့အထောက်အကူဖြစ်စေပါတယ်။ Patrick ရဲ့အစောပိုင်းလုပ်ငန်းခရီးကအာမခံလုပ်ငန်းကနေစခဲ့တာပါ။အခုတော့မီဒီယာနဲ့အတိုင်ပင်ခံလုပ်ငန်းတွေအထိပြောင်းလဲလာခဲ့ပါတယ်။လုပ်ငန်းတစ်ခုမှာဒေါ်လာ10ဘီလီယံကျော်တန်ဖိုးရှိလာတဲ့အခါမှသာယင်းနှိမ့်မြုပ်နှံမှုတွေစတင်ဖြန့်ကျက်တင်တယ်လို့သူကအကြံပြုခဲ့ပါတယ်။ဆက်စချင်းမှာတော့သူတို့ကုမ္ပဏီအတွက် Blue Ocean Strategy ကိုရှာဖွေဖို့အစည်းအဝေးလုပ်ပြီးအာမခံထုတ်ကုန်မျိုးစုံကနေအသက်အာမခံတစ်ခုတည်းကိုပဲအာရုံစိုက်ခဲ့ကြပါတယ်။ကုမ္ပဏီ10ခုမှာ10ခုက9နှစ်အတွင်းလုပ်ငန်းပျက်စီးသွားကြတာကို Patrick ကသတိထားမိခဲ့ပါတယ်။လုပ်ငန်းရှင်တွေလုံးမိတက်တဲ့အကြီးမားဆုံးအမှားတစ်ခုကတော့စီးပွားရေးကိုတည်ဆောက်တဲ့နေရာမှာလုပ်ငန်းကိုဦးဆောင်သူ operator ရဲ့စူးစိုက်မှုနဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအားနည်းတာပဲဖြစ်ပါတယ်။အမှားမခံနိုင်တဲ့ဦးဆောင်သူတို့ဟာကုမ္ပဏီရဲ့ရည်မှန်းချက်ကိုအာရုံစိုက်ပြီးမတုံ့လှုပ်ပဲမောင်းနှင်နိုင်ရပါမယ်။ဘွဲလက်မှတ်တွေဟာအတွေ့အကြုံကိုမကျော်လွန်နိုင်ဘူးဆိုတာကိုသူကအလေးထားပြောကြားခဲ့ပါတယ်။တစ်ချိန်တုန်းကသူဟာမိမိကိုယ်ကို CEO ကောင်းတယောက်မဟုတ်ဘူးလို့ခံစားခဲ့ရတယ်လို့ Patrick ကဖွင့်ဟခဲ့ပါတယ်။ဒါကြောင့်သူဟာHarvard OPM အစီအစဉ်ကိုတက်ရောက်ခဲ့ပြီးအခြားကုမ္ပဏီကြီးတွေရဲ့ CEO တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲ့ဒီမှာဒေါ်လာ9ဘီလီယံတန်ဖိုးရှိတဲ့ Victoria Secret New Zealand နဲ့ Australia ရဲ့တည်ထောင်သူနဲ့တွေ့ဆုံခဲ့ပါတယ်။သူ့စီကနေ CEO ရဲ့အလုပ်၄မျိုးကိုသင်ယူခဲ့ပြီးလုပ်ငန်းကိုရိုးရိုးရှင်းရှင်းတိုးတက်စေတာ Linear Growth နဲ့အရှိန်အဟုန်မြင့်တိုးတက်စေတာ Exponential Growth ကိုခွဲခြားနားလည်ခဲ့ပါတယ်။ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့စမ်းသစ်တဲ့လှုပ်ရှားမှုတွေကလုပ်ငန်းကိုအစပေါင်းများစွာတိုးတက်စေနိုင်တယ်လို့သူကဆိုပါတယ်။သူရခဲ့ဘူးတဲ့အကောင်းဆုံးငွေကြေးဆိုင်ရာအကြံဉာဏ်ကတော့ငွေသားအမြင်ရှိနေပါစေဆိုတာပဲဖြစ်ပါတယ်။ဒီအကြံဉာဏ်ဟာလူအများစုအတွက်ရေပန်းမစားနိုင်ပေမဲ့သူ့လုပ်ငန်းမှာအမြဲတမ်းအကျိုးပြုခဲ့ပါတယ်။ဥပမာအနေနဲ့ Wayne Gretzky ကပ်ပြား2ခုကိုဒေါ်လာ9,400,000နဲ့ဝယ်ယူပြီးတစ်နှစ်ခွဲအကြာမှာဒေါ်လာ2.2တန်းနဲ့ပြန်လည်ရောင်းချနိုင်ခဲ့ပါတယ်။အင်ချမ်းမီဝယ်ယူမှုမှာလည်းဒေါ်လာ25.2တန်းကိုငွေသားချေခဲ့ခြင်းကကြီးမားတဲ့အခွင့်အရေးဖြစ်ခဲ့ပုံကိုလည်းသူကထပ်မံရှင်းပြပါတယ်။မီဒီယာနယ်ပယ်မှာကြွယ်ဝချမ်းသာမှုတည်ဆောက်ပုံကိုရှင်းပြရမှာ trifecta သဘောတရားကိုသူကရည်ညွှန်းခဲ့ပါတယ်။ဈေးကွက်ကမိတ်ဆွေဘာလုပ်ရမယ်ဆိုတာကိုပြောပြလိုက်မယ်လို့ Patrick ကယုံကြည်ပါတယ်။အစပိုင်းမှာတော့သူ့အာမခံကိုယ်စားလှယ်တွေအတွက်တီးတန့်ကွန်းတက်နေပဲဖန်တီးခဲ့ပေမဲ့နောက်ပိုင်းမှာ YouTube ကိုလူသိရှင်ကြားစတင်ခဲ့ပါတယ်။ပထမ2နှစ်မှာစရင်သွင်းသူ1000လောက်ပဲရှိခဲ့ပေမဲ့နောက်ပိုင်းမှာ Business and Entrepreneurship ဆိုတဲ့စကားလုံးပေါ်အာရုံစိုက်ပြီးကွန်းတက်နေဖန်တီးရကနေအောင်မြင်မှုရခဲ့ပါတယ်။လူသဘာဝအယောင်ညှိနှိုင်းမှုနဲ့ငွေကြေးဆိုင်ရာစာအုပ်၄မျိုးကိုဖတ်တင်တယ်လို့ Patrick ကအကြံပြုခဲ့ပါတယ်။သူ့ရဲ့အယောင်လျှို့ဝှက်ချက်ကတော့လိုအပ်ချက်ကိုခွဲခြမ်းစိတ်ဖြာခြင်းပဲဖြစ်ပါတယ်။ကလေးတွေနဲ့ဆက်ဆံရမှာတော့သူတို့ရဲ့စိတ်ဝင်စားမှုတွေကိုရှာဖွေပြီးပံ့ပိုးပြီးပုံနဲ့ဒီနီးလန်းကိုသူကရှင်းကြပါတယ်။ဝယ်သူတဦးချင်းစီရဲ့လိုအပ်ချက်ကမတူညီနိုင်တာကြောင့်အသီးစိတ်စစ်ဆေးပြီးမှသာအကောင်းဆုံးအကြံပြုချက်ကိုပြီးနိုင်တယ်လို့သူကဆိုပါတယ်။လုပ်ငန်းမှာညှိနှိုင်းမှုအတွက်အကောင်းဆုံးအကြံဉာဏ်ကတော့မိမိကိုယ်ကိုစိတ်တက်ကြစရာအနေအထားမျိုးမရောက်အောင်မထားပါနဲ့ဆိုတာပါပဲ။စိတ်အားငယ်နေတဲ့အနေအထားမျိုးမှာဆိုရင်အမြဲတမ်းတန်ဖိုးလျော့ပြီးမှသာကမ်းလှမ်းမှုတွေရတတ်ပါတယ်။သူ့ကုမ္ပဏီကိုဝယ်ယူဖို့ပထမဆုံးကမ်းလှမ်းလာတော့ကဒေါ်လာ120တန်းပဲရခဲ့ပါတယ်။သူကိုယ်တိုင်လုပ်ငန်းကိုအစအဆုံးမောင်းနေနေတာကြောင့်9နှစ်ကြာဆက်လက်လုပ်ကိုင်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့ तू ကစီမံခွဲရေးအရာရှိတွေထပ်မံခန့်အပ်ပြီးလုပ်ငန်းကို तू မဟုတ်ပဲလဲပတ်နိုင်အောင်ပြုလုပ်ခဲ့ပြီးနောက်20ကျော်တန်ဖိုးရှိတဲ့ကမ်းလှမ်းမှုကိုရရှိခဲ့ပါတယ်။အလဲအလက်တန်းစားကနေရာစုနှစ်ချီကြာရှည်မဲ့ကြွယ်ဝချမ်းသာမှုကိုတည်ဆောက်နိုင်သူရဲ့ခြားနာချက်ကငွေကြီးအပေါ်ထားရှိတဲ့အတွေးအခေါ်ပဲဖြစ်ပါတယ်။ Patrick ကသူ့ဖခင်ရဲ့အိမ်တောင်ရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေနဲ့သူ့မိခင်ရဲ့ငွေကြေးဆိုင်ရာအမြင်တွေကိုနားမထောင်ပဲလက်မခံခဲ့ပါဘူး။မိဘတွေဒါမှမဟုတ်ချစ်ရသူတွေစီကရတဲ့အတွေးအခေါ်တွေဟာမ
မဖြစ်နိုင်ဘူးလို့ယူဆရင်လက်ခံဖို့ညှင်းဆန်ရမယ်လို့သူကပြောကြားခဲ့ပါတယ်။မှန်ကန်မှုမရှိဘူးလို့ခံစားရတဲ့အယူဆတွေကိုမေးခွန်းထုတ်ဖို့အရေးကြီးပါတယ် နောက်ဆုံးအနေနဲ့ Patrick ကအောင်မြင်ချမ်းသာခြင်းသူတွေအတွက်အရေးကြီးတဲ့ message တစ်ခုပေးခဲ့ပါတယ်။သူကြီးပြင်းလာစဉ်ကလမ်းညွန်ပြသပေးမဲ့သူမရှိခဲ့ပေမဲ့ဒီနေ့ခေတ်မှာတော့လူတိုင်းဟာအချက်လက်တွေကိုလွယ်လွယ်ကူကူရယူနိုင်ပြီဖြစ်ပါတယ်။ဘယ်လိုနေရာမျိုးမှာပဲနေပါစေစိန်ခေါ်မှုတွေများပြားပါစေသင်ယူဖို့နဲ့အမြင့်ဆုံးအဆင့်ထိရောက်ရှိဖို့စင်ချီပေးစရာမရှိတော့ဘူးလို့သူကဆိုပါတယ်။ခက်ခဲလွန်းနေဆိုတဲ့အတွေးအခေါ်တွေဒါမှမဟုတ်စင်ရဲတဲ့နောက်ခံကလာတာတွေအားလုံးကိုလက်မခံပဲဖြစ်ပယ်လိုက်ဖို့ကိုလည်းသူကအလီးအနက်တိုက်တွန်းခဲ့ပါတယ်